2026ခုနှစ်အတွက်ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့အသင်းများအားလုံးပဲမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ Deloitte Football Money League ဆိုတဲ့ဖွဲ့စည်းကနှစ်စဉ်ကြီးညာနေကြဖြစ်တဲ့ဝင်ငွေအကောင်းဆုံးအသင်းစီရင်ကတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဒီစီရင်ကိုတော့တနစ်တာအတွင်းအသင်းတွေရဲ့ဝင်ငွေတွေကိုတွက်ချက်ပြီးထုတ်ပြန်ပါတယ်ဒီနေ့စီရင်မှာအဆင့်ထိုးကျသွားတဲ့အသင်းကခေကြီးရိုးဖြစ်ပြီးတော့ထိတ်ဆုံး9သင်းစီရင်တော်မဝင်တော့ဘဲနဲ့အဆင့်8တိကျဆင်းသွားခဲ့ပါတယ်ဒီနေ့မှာတော့ဝင်ငွေအကောင်းဆုံးအသင်းတွေဖြစ်နေတဲ့အသင်း9သင်းရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်နံပါတ်1အနေနဲ့ကတော့ဟာလဝါတို့ပဲဖြစ်ပါတယ်ဟာလဝါတို့ကတော့ဒီစီရင်ရဲ့ထိတ်ဆုံးနေရာမှာနှစ်တည်ဆက်တိုက်ကိုရပ်တည်နေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတွင်းကလည်းလအောင်မြင်မှုမရခဲ့ပေမဲ့ဝင်ငွေအကောင်းဆုံးအသင်းဖြစ်ရပ်တည်နေပါတယ်ဒီနေ့တာအတွင်းဟာလဝါတို့ရဲ့ဝင်ငွေကပေါင်985တန်းထိရရှိခဲ့တယ်လို့သိရပါတယ်ဒီပမာဏကကျန်တဲ့အသင်းတွေနဲ့တော်တော်လေးပြတ်နေပြီးတော့ဒုတိယနေရာကအသင်းနဲ့တောင်တန်း100ကျော်ထိကွာဟနေပါတယ်နံပါတ်2အနေနဲ့ကတော့ဂုံးကြီးတွေပဲဖြစ်ပါတယ်ဝင်ငွေအကောင်းဆုံးအသင်းဖြစ်ဒုတိယနေရာမှာရပ်တည်နေတဲ့အသင်းကတော့ဟာလဝါတို့ရဲ့အက်ကလစီကိုပြိုင်ဘက်ဖြစ်တဲ့ဂုံးကြီးတွေပဲဖြစ်ပါတယ်ဂုံးကြီးတို့ကပြီးခဲ့တဲ့နှစ်တုန်းကအဆင့်6ပဲရှိခဲ့ရာကနေအဆင့်2ထိကိုခုန်တက်လာခဲ့ပါတယ်အသင်းတစ်သင်းရဲ့ဝင်ငွေဆိုတာရုပ်တံထုတ်လင်းကစပွန်ဆာကြီးနဲ့အောင်မြင်မှုတွေကနေရတာမျိုးဖြစ်ပါတယ်အချိန်ကမွေးပြကြခဲ့မှုတဲ့ဂုံးကြီးတို့အနေနဲ့အခုတော့ဝင်ငွေအကောင်းဆုံးအသင်းစီးမှာဒုတိယနေရာကပြန်ရောက်လာခဲ့ပါပြီဂုံးကြီးတို့ရဲ့တနစ်တာဝင်ငွေကပေါင်818တန်းထိရှိခဲ့တယ်လို့သိရပါတယ်နံပါတ်3အနေနဲ့ကတော့ကလေးဘိုတို့ပဲဖြစ်ပါတယ်ဂျာမန်ကလေးဘိုတို့ကလည်းပြည်တွင်းပလောက်မဲ့ပုံမှန်ယူနေုံနဲ့လေဝင်ငွေကောင်းနေတာမျိုးဖြစ်နေပါတယ်ပြီးခဲ့တဲ့နှစ်ကတည်းကစာရင်ဒီစီးမှာအဆင့်တက်လာခဲ့ပြီးတော့အဆင့်3နေရာထိကိုရောက်ရှိလာခဲ့ပါတယ်ကလေးဘိုတို့ရဲ့တနစ်တာဝင်ငွေကစတာလင်ပေါင်922တန်းထိကိုရှိနေပါတယ်ဒီစီးရဲ့ထိပ်ဆုံး3သင်းမှာဝင်ငွေကွာဟချက်ကကြီးမားနေတယ်လို့ပြောရမှာပါနံပါတ်4အနေနဲ့ကတော့ဒေါ်သားချက်ပေါက်တို့ပဲဖြစ်ပါတယ်ဒေါ်သားတို့ကလည်းဒီနှစ်မှာအဆင့်ကျသွားပြီးတော့အဆင့်3ကနေအဆင့်4ကိုဆင်းပေးလိုက်ရပါပြီနဗလာရပြီးနောက်ရသည်ဆိုရင်အသင်းတွေဝင်ငွေထောင်တက်လာပေမဲ့ဒေါ်သားတို့ကတော့ဝင်ငွေကျဆင်းသွားခဲ့တာစဉ်းစားစရာဖြစ်နေပါတယ်ဘလူးရဲ့ဖေးစာရွက်ပေါ်ကအချက်လက်တွေလောက်ပဲဖြစ်ပြီးတော့ရင်းနှီးတွင်းဖင်ကူးထိုင်ထားတဲ့အသင်းမလို့သိပြီးစိတ်ပူစရာတော့မရှိပါဘူးဒေါ်သားတို့ရဲ့တနစ်တာဝင်ငွေကပေါင်903တန်းရှိရလို့သိရပါတယ်ဒီမှာ9အနေနဲ့ကတော့ပဲခူးအသင်းပဲဖြစ်ပါတယ်ပဲခူးအသင်းကတော့ဒေါ်သားတို့နဲ့ပေါင်တန်းသာကွာဟပြီးတော့အဆင့်9နေရာမှာရပ်တည်နေပါတယ်ပဲခူးအသင်းကတနစ်တာအတွင်းမှာပေါင်902တန်းထိဝင်ငွေရှာနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီစင်းရဲ့ထိပ်ဆုံး9သင်းထဲမှာပေါင်ဝင်တဲ့တသင်းနဲ့သောအင်္ဂလန်ကလပ်လည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိအောင်မြင်မှုကြောင့်သာပဲခူးသားတွေအဆင့်တက်လာပြီးတော့ထိပ်ဆုံး9သင်းနဲ့ပါဝင်လာခဲ့တာပါစောင့်နေကြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်